ကဲကျွန်တော်တို့ခုနနားထောင်သွားတဲ့ instrumental တီးထားတာဘယ်လိုလဲဆိုရင် drum ကိုတော့ Arduino တီးထားတာဖြစ်ပါတယ်။ guitar ကြတော့ကိုနိုင်စောဖြစ်ပါတယ်။အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုနိုင်စောကိုတိုင်းဖွင့်ပြလာတဲ့အကြောင်းကိုတီးရတာဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုရင် Arduino ဟာ drum မှာဘယ်လောက်ထိတောင်မှသူတော်တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့သူပြောပြခြင်းအဖြစ်ကျွန်တော်တီးခဲ့ရပါတယ်။အဲ့တော့သူဟာဒီအခုကိုနိုင်စောနေတီးထားတဲ့ဒီ Sandoshing ဆိုတဲ့ဒီ instrumental တီးတဲ့အခါမှာ Arduino ဟာအသက်73နှစ်ပဲရှိသေးတယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒါတော့မှသူကကျောင်းကအပြန်ကျောင်းစိမ်းကျောင်းဖြူလေးနဲ့တခါလဲစတူဒီယိုခန်းထဲမှာဝင်တီးခိုင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေးရပါတယ်အဲ့တော့ငငယ်ကလေးတွေကိုသူတော်တော်လေးကိုဒီကျွမ်းကျွမ်းကျင်ကျင်နဲ့တီးခတ်နိုင်တယ်ဆိုတော့သိရပါတယ်အဲ့တော့ကျွန်တော်တို့လွန်ခဲ့တဲ့အခုဒီ Sandoshing တီးထားတာကနှစ်ပေါင်းတော်ကြာပြီလို့ကျွန်တော်သိရပါတယ်နှစ်ပေါင်း20နီးပါးလောက်ရှိပြီပေါ့လေနော်အဲ့တော့အဲ့ဒီဝန်းကျင်ပေါ့အဲ့တော့အဲ့ဒီအချိန်မှာတော့မှဒီ drum ကို double kit တွေနော်ကောင်းကောင်းမွန်တီးနိုင်တာကျွန်တော်တွေ့ရပါတယ်အဲ့တော့ကိုနိုင်စောပြောတဲ့အတိုင်းဆိုရင်တော့ချွေးတွေတစ်လုံးလုံးနဲ့တီးခတ်တယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့တော်တော်လေးကိုနော်အဲ့ဒီ kit ရဲနဲ့ကိုဒီလိုပုံစံမျိုးတီးနိုင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်မထင်တော့ကျွန်တော်တို့2025မှာတီးထားတယ်လားလို့တော့ထင်ရတယ်နော်အဲ့တော့တော်တော်လေးကိုကျွန်တော်ချင်းတီးနိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့သူတီးခတ်ခဲ့တဲ့အထဲမှာကျွန်တော်ဒီ Sandoshing ဆိုတဲ့ဒီ instrumental တပုတ်ပြီးတော့နောက်ထပ်နဂါးနဲ့ဂလုံဆိုတဲ့ဒီ instrumental ကိုလည်းတီးထားတာတွေ့ရတယ်အဲ့တော့ဒီအကြောင်းတွေကိုကိုနိုင်စောကပြောပြထားပါတယ်အဲ့တော့ဒီဗီဒီယိုလောက်ရချင်းရလဲကျွန်တော်က Arduino ကိုကွန်ပျူတာနဲ့တဘောကြောင့်မို့လောက်ဆောင်နေတာဖြစ်ပါတယ်ပြောဆိုနေတာဖြစ်ပါတယ်အဲ့တော့ဒီ music နဲ့ပတ်သက်ပြီးတော့လဲဒီ instrumental music တွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ကိုနိုင်စောကို credit ပေးပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီ video ကိုဒီ instrumental ကိုအတူတကွနားထောင်ကြည့်ရအောင်ဘယ်လောက်ထိတောင်မှတီးထားတယ်ဆိုတဲ့အကြောင်းပေါ့လေနော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အမတန်မှကိုတဘောကြပါတယ်အဲ့တော့အတူတကွနားထောင်ကြည့်လိုက်ကြရအောင်
မတန်ကားဆက်လက်အတန်းလှည့်နေပါတယ်။ချိန်နဲ့ငယ်အတွင်းမှာသတင်းများကိုကြေညာပါလိမ့်မယ်ရှင်။ညီမစင်တို့ဒီည8 နာရီရှိပါပြီ။